ဒီတူဗီဇာကင်ဆောင်ထားပြီး topic မရှိဘူးဆိုရင်ရော arbation ကိုလုပ်လို့ရလားလို့မင်္ဂလာပါအခုတလောတချို့မောင်လေးတွေညီမလေးတွေလာမေးကြတယ်ပေါ့နော်လက်ရှိဒီတူဗီဇာကင်ဆောင်ထားပါတယ်topic မရှိဘူး arbation ကိုလုပ်ချင်လို့အဲ့ဒါလုပ်လို့ရမလားအမလုပ်မယ်ဆိုရင်ရောရှင်းကိုကဘယ်နှစ်နာရီလောက်လုပ်လို့ရမလဲပြီးရင်အလုံးစာချုပ်မှာဖြည့်တဲ့ပုံလေးပေါ့နော်ဘယ်နှစ်နာရီဖြည့်ရမလဲဆိုတာလေးကိုလာမေးကြတယ်အဲ့တော့အရင်ဆုံးဖြည့်ပေးချင်တာက topic မရှိလို့ရှိရင်လည်း arbation ကိုလုပ်လို့ရပါတယ် arba လုပ်တဲ့အခါမှာအကောင်းဆုံး safe အဖြစ်ဆုံးကတော့ရှင်းကိုလုပ်ပြီးမှလုပ်တာအကောင်းဆုံးပဲပေါ့နော်ဒီနောက်ပိုင်းဒီလိုမျိုးရှင်းကိုမလုပ်တဲ့အတွက်ကြောင့်မို့လို့တချို့ကျောင်းသားတွေအခက်ခဲကဘာကြုံရလဲဆိုလို့ရှိရင်အလုပ်ထွက်ခံနေကြလို့ရှိရင်တိုင်မယ်တဟီတွေဘက်ကတိုင်မယ်ဒီလစာဆင်းထားတဲ့ဟာမပေးနိုင်ဘူးဒီ15ရက်စာမပေးနိုင်ဘူးဒီလိုမျိုးတွေဖြစ်လာတယ်ပေါ့နော်အဲ့တော့ safe အဖြစ်ဆုံးကတော့ဒီလိုမျိုးလေးကိုယ့်ဘက်ကနေပြီးတော့ရှင်းကိုလုပ်ထားတာကတော့အကောင်းဆုံးပါပဲအဲ့တော့topic မရှိဘူးဆိုလို့ရှိရင်လည်း arbation ကိုလုပ်လို့ရတယ်ဒါပေမဲ့ topic မရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ခွင့်ပြုနိုင်ဟောကပေးထားတဲ့နိုင်ကတော့အလုပ်လုပ်ခြင်းကနည်းပါတယ် topic ရှိတဲ့သူတွေအတွက်ကကြတော့တပတ်အလုပ်လုပ်ခြင်းခွင့်ပြုနိုင်ကနိုင်20ကနေပြီးတော့25နိုင်အတွင်းအလုပ်လုပ်ခွင့်ရှိပြီးတော့စနေတနေ့ကနေနဲ့ဒီဘန်ဟက်ကျောင်းပိတ်ရက်တွေမှာဆိုလို့ရှိရင်အချိန်ကန့်သက်မရှိလုပ်လို့ရတယ်လို့သူတို့ဖော်ပြထားတယ်ပေါ့နော်ဒါပေမဲ့ topic မရှိတဲ့သူတွေကတော့စနေတနေ့ကနေဘန်ဟက်ဒါတွေကိုလည်းတပတ်တာခွင့်ပြုနိုင်ကတော့10နိုင်ပဲလုပ်ခွင့်ရှိတယ်။ကျောင်းဖွင့်ရက်ဆိုလဲတပတ်ကို10နိုင်ပဲလုပ်ခွင့်ရှိရပေါ့နော်။တော့ဒီ arbation ကိုလုပ်မယ်ဆိုလို့ရှိရင်လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့ဒီထုံးဟန်ရှင်းချောင်းစောကကြတော့ကိုက Han Korea website ကနေပြီးတော့ထုတ်လို့လည်းရတယ်လို့ကိုကလာဝကကိုတွားပြီးတော့ရှင်းကိုလုပ်မယ်ဆိုလို့ရှိရင်တော့ဟိုရောက်မှဖောင်ဖြည့်လို့ရတယ်။ကိုဘက်ကပြင်ဆင်ရမယ်။ကျောင်းသားဘက်ကပြင်ရမယ်စာရွက်စာတမ်းတွေကကြတော့ passport ID cardဂျေဟတ်ဂျွန်မြောင်စောစောင်းကြော့ဂျွန်မြောင်စောအမှတ်စည်းရဲ့ကျောင်းသားဖြစ်ကြောင်းထောက်ခံစာပေါ့နော်ကျောင်းသားဖြစ်ကြောင်းထောက်ခံစာစာရွက်ဒါတွေကကြတော့စောင်းကြော့ဂျွန်မြောင်စောနဲ့ဂျေဟတ်ဂျွန်မြောင်စောကဒီတူဗီဇာဟတ်စာတက်နေတဲ့သူတွေဆိုလို့ရှိရင်ကျောင်းတွေမှာသူတို့ဆက်တွေရှိတယ်ဒီဂျွန်မြောင်စောတွေထုတ်တဲ့ဆက်ဘိုင်ကူလုပ်တဲ့ဆက်တွေရှိတယ်ပေါ့နော်ဒီဆက်တွေမှာတွားပြီးတော့ကိုယ့်ရဲ့ကျောင်းသား ID နဲ့ password ရိုက်ထည့်ပြီးတော့ထုတ်ကမှာဖြစ်တယ်အလုပ်ရှင်ဘက်ကတောင်းရမှာကြတော့စာအုပ်ပြဒွန်းတို့ကျွန်းနဲ့ဒီစာအုပ်ပြရဲ့ရှင်ပွန်ကျွန်းလုပ်ငန်းမှတ်ပုံတင်လိုင်စင်နဲ့ဒီအလုပ်ရှင်ရဲ့ရှင်ပွန်ကြုံပေါ့နော်မှတ်ပုံတင်တဲ့ကိုတောင်းရမှာဖြစ်တယ်ပြီးရင်ကျမတို့အလုံးစာချုပ်ဖြည့်ပုံဖြည့်နည်းလေးရကြတော့ကိုက topic မရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တစ်ပတ်ကို10နာရီပဲခွင့်ပြုပေးထားတယ်အဲ့အတွက်ကြောင့်မို့လို့ကျမတို့ကတနင်္လာကနေတောက်ကြတနေ့ကို2နာရီဆိုပြီးတော့9ရက်အဲ့လိုမျိုးဖြည့်မလားဒါမှမဟုတ်လို့ရှိရင်အင်္ဂါနဲ့ဗုဒ္ဓကို2ရက်ပဲတစ်ရက်ကို9နာရီစီအဲ့လိုမျိုးဖြည့်မလားဒီလိုမျိုးလေးဖြည့်တဲ့နည်းနဲ့ဖြည့်လို့ရပါတယ်ပြီးရင်နောက်ထပ်လိုအပ်တာတစ်ခုကကြတော့ကျမတို့ရှီကန်းကျဲချွေရောဟွက်ကင်းဆိုပြီးတော့ဒါလေးရှိတယ်ဒီဟာကလည်းကျမတို့ Han Korea တွေမှာ website ထဲမှာလည်းထုတ်လို့ရတယ်လို့အလွယ်တကူ Naver မှာလည်း PDF file နဲ့ရှာပြီးထုတ်လို့ရတယ်ပေါ့နော်ဒီမှာဒေဆန်းကြာဆိုတဲ့နေရာမှာကြတော့ចောင်းသားဖြည့်ရမှာចောင်းသားရဲ့အချက်လက်တွေဖြည့်ရမှာဖြစ်ပြီးတော့ဒီအောက်ကဒီရဲချောင်းဂုံမှုချောဆိုတဲ့နေရာမှာကကြတော့အလုရှင်ရဲ့အချက်လက်တွေအလုရှင်ကိုဖြည့်ခိုင်းရမှာဖြစ်တယ်ပေါ့နော်အဲ့ဒီစာရွက်လေးကိုကအကြောင်းကိုယူသွားရမယ်အပေါ်မှာကိုပြင်ဆင်ထားတဲ့ passport ID card စောင်းကြောဂျုံမြောင်စောဂျေဟတ်ဂျုံမြောင်စောပြီးရင်အလုရှင်ရဲ့ဒီစာအုပ်ပြဒွန်းတို့ကျွန်းရှင်ပွန်ကျွန်းပြီးရင်ဂွန်လုတ်ခဲရက်စောဒါလေးတွေကိုကယူသွားပြီးတော့ကျောင်းကိုယူသွားပြီးတော့ချွေရောဟွက်ကင်းစောလေးပါအပေါ်ကကိုဖြည့်ရမယ့်အပိုင်းကိုဖြည့်အလုရှင်ဖြည့်ခိုင်းရမယ့်အပိုင်းကိုဖြည့်ခိုင်းပြီးတော့အကြောင်းကိုယူသွားလိုက်ကုကျဲချော့ကိုသွားပြီးတော့ကုကျဲ QU1 စီကိုသွားလို့ရှိရင်ရတယ်သွားပြီးတော့သူတို့ကိုဟွက်ကင်းလောက်ခိုင်းနေဆိုလို့ရှိရင်အမှသူတို့ဖြည့်ပေးရမယ့်နေရာလေးကိုဖြည့်ပေးပြီးတော့လက်မှတ်ထိုးတစ်စိတ်တုံးထူတာမျိုးလေးတွေလုပ်ပေးလိုက်မယ်ပေါ့နော်အဲ့ဒီဟာလေးတွေအားလုံးစုပြီးစာရွက်စာတမ်းတွေစုံပြီးဆိုလို့ရှိရင်ကျမတို့လာဝကရက်ချင်းယူပြီးတော့ arbation ကိုသွားလျှောက်လို့လဲရတယ်လို့မျိုး Han Korea ကနေပြီးတော့လဲလျှောက်လို့ရတယ် then ရောဘိုနိုဒီမှာတတိထားမယ်တစ်ချက်ကဘာလဲဆိုတော့အလုတ်စပြီးတော့လုံမဲ့ရက်ကိုက8လပိုင်းတရက်နေမှာစပြီးတော့ဒီဖောင်ကိုဖြည့်တယ်စာရွက်စာတမ်းတွေပြင်ဆင်တယ်တထေးနဲ့ကိုနဲ့စာချုပ်ချုပ်တယ်ဆိုပေမဲ့တစ်ပတ်သို့မဟုတ်2ပတ်ပေါ့နော်အလွန်အကောင်းဆုံးကတော့10ရက်လောက်အလဲမှာဟထားလိုက်အခုကိုကစာရွက်စာတမ်းတွေပြင်ဆင်ပြီးစာချုပ်ချုပ်တယ်အပြင်မှာတကယ်လို့ကိုကအမှတ်တကယ်အလုံးလုံးနေတယ်ဆိုလို့ရှိရင်တော့မှပဲဒီခဲရစောထဲမှာအလုံးစာချုပ်ထဲမှာက10ရက်လောက်ဟာပြီးတော့ဒီနေ့က8လပိုင်း1ရက်နေ့ဆိုလို့ရှိရင်8လပိုင်း10ရက်နေ့အလုံးစဝင်ပါမယ်ဆိုတဲ့ဒိတ်နဲ့8လပိုင်း10ရက်နေ့လောက်10ရက်လောက်ဟာပြီးတော့အလယ်မှာဒီအလုံးစာချုပ်ကိုချုပ်တာကောင်းလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ရှင်းကိုလုပ်တဲ့အခါမှာဟောကကြဖို့ကတစ်ပတ်ကနေပြီးတော့2ပတ်ပေါ့နော်အတွင်းကြာတယ်အဲ့တော့ကိုက10ရက်သို့မဟုတ်2ပတ်လောက်ဟာပြီးတော့အလုံးစတင်လုံးမဲ့ဒိတ်ကိုအဲ့လိုမျိုးလေးဖြည့်လို့ရှိရင်ပို့ပြီးတော့အဆင်ပြေပါတယ်ဟောကကြဖို့ကကြတော့တစ်ပတ်သို့မဟုတ်2ပတ်အဲ့လောက်ကြာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒိတ်လေးကိုဟဖို့တော့ရောတော့ဘုံတော့မမေ့နဲ့เนาะ
အဲ့တော့ကိုက topic မရှိဘူးဆိုပြီးတော့လေ arbitration ကိုမလုပ်ဖ ೇನೆ မနေပါနဲ့ topic လေးလည်းပြင်ဆင်သွားရင်လည်း topic ရှိတဲ့အခါကျတော့ကျမတို့ဒီ arbitration ကိုလုပ်တဲ့အခါမှာလည်းသုံးလို့ရတယ်ပေါ့နော်။နာရီလည်းပိုရတယ်ပြီးသွားလို့ရှိရင်ကျောင်းပြီးသွားလို့ဒီတန်းဗီဇာတွေဘာတွေပြောင်းနေဆိုလို့ရှိရင်လည်း topic ရှိမှသာလှည့်ရင် arbitration ကိုထပ်ပြီးတော့လုပ်တာမျိုး intern လုပ်တာမျိုးဒါမှမဟုတ်လို့ရှိရင်လည်းဗီဇာတက်တန်းတိုးတဲ့အခါတွေမှာသူတို့ပေးထားတဲ့နှစ်ပြည့်နေဖို့ဆိုလို့ရှိရင် topic ကလည်းအရေးကြီးပါတယ်။အဲ့အတွက်ကြောင့်မို့လို့ကိုက topic ဂုံဘူးလေးလည်းလုပ်ရင်းနဲ့လက်ရှိ topic မရှိဘူးဆိုလို့ရှိရင်တော့မှပဲ arbitration ကိုလေးလုပ်ပြီးတော့10နာရီပဲရရပါတော့တစ်ပတ်မှာ10နာရီပဲရတယ်ဆိုလို့ရှိရင်တော့မှပဲကိုကလက်ရှိတကယ်လုပ်နေတာကနာရီရပိုများတယ်ဆိုရင်တော့မှပဲဒီသူတို့သတ်မှတ်ထားတဲ့နာရီနဲ့ရေးပြီးတော့ form ဖြည့်ဂျက်ဆောင်လုပ်ပြီးတော့ရှင်းကိုလေးလုပ်ပြီးတော့ arbitration လုပ်တာဒါလေးရင်ပို့ပြီးတော့ safe အဖြစ်ဆုံးပါပဲ